လူအများစုကတော့မျက်နှာချင်းဆိုင်မပြောရတဲ့အရာတွေကိုစာနဲ့ဆိုရင်ဘာလို့ရေးနိုင်ကြလဲ။သင်ကရောတခါတလေမှာဖုန်းနဲ့စာရိုက်ပြီးပို့လိုက်တဲ့စာတချို့ကိုမျက်နှာချင်းဆိုင်ဆိုရင်လုံးဝမပြောရဘူးဆိုတဲ့ခံစားချက်ကိုခံစားရဘူးလား။အံ့ဩစရာကောင်းတဲ့အချက်တစ်ချက်ကတော့လိလာချက်တွေရလူပေါင်း95%လောက်ကမျက်နှာချင်းဆိုင်မပြောတဲ့အရာတွေကိုစာနဲ့ရေးပြီးတော့ပို့တတ်ကြတာပါ။ဒါဆိုဘာလို့စာနဲ့ဆိုရင်အလောက်တတိရှိသွားတာလဲ။အကြောင်းရင်းကတော့စာရိုက်တဲ့အခါမှာအခြားသူရဲ့မျက်နှာမူရာကိုမမြင်ရလို့ပါပဲ။မျက်နှာချင်းဆိုင်ပြောရင်တော့သူစိတ်ဆိုးမလားမနာလိုပဲဖြစ်မလားသူမကြိုက်ဘူးလားဆိုတာချက်ချင်းသိမြင်နိုင်ရလို့လူတွေကစိုးရင်တတ်ကြပါတယ်ဒါပေမဲ့စာနဲ့ဆိုရင်တော့အဲ့ဒီစိုးရိမ်မှုတွေကနည်းသွားပါတယ်နောက်တစ်ချက်ပြောမယ်ဆိုရင်တော့စာရေးတဲ့အခါမှာကိုပြောချင်တဲ့စကားကိုစဉ်းစားပြီးတော့ပြန်ဖြတ်လို့လည်းရတယ်ပြန်ပြုပြင်လို့လည်းရပါတယ်စကားပြောတဲ့အချိန်မှာဆိုရင်တော့တစ်ခါပြောပြီးလို့ရှိရင်ပြန်ပြင်လို့မရတော့ပါဘူးစာနဲ့ဆိုရင်တော့အချိန်ယူပြီးတော့ကိုစဉ်းစားချက်ကိုလုံခြုံအောင်ပြလို့ရပါတယ်ဒါကြောင့်မလို့ပဲချစ်ချင်းမြတ်တာစာတွေတောင်းပန်စာတွေတခါတလေမှာစိတ်ထဲမှာနာကျင်မှုတွေကိုပါလူတွေကစာနဲ့ပဲပြောပြတတ်ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အရာတစ်ခုကတော့စာနဲ့ပြောတာကလည်းလွယ်ကူတယ်လို့နားလည်မှုလွယ်ဖို့ဆိုတာကလည်းလွယ်ကူပါတယ်။အဲဒါကြောင့်မလို့အရေးကြီးတဲ့စကားတွေကိုတခါတလေမျက်နှာချင်းဆိုင်ပြောနိုင်ဖို့တတိယူဖို့ကလည်းလိုအပ်ပါသေးတယ်။နောက်တစ်ခါတင်စာရိုက်ပို့ချင်တဲ့စကားတစ်ခုကိုကြည့်လိုက်လို့ရှိရင်ဒီစကားကိုမျက်နှာချင်းဆိုင်ဆိုရင်ကောငါပြောရမလားဆိုပြီးစဉ်းစားကြည့်ကြပါဦးနော်။